ညာဘရဝနဲ့ကြံရမရဖြစ်နေတယ်ကြံစရာကလည်းအိမ်မရှိတရားတစ်ခါတော့ပြန်မလာတော့တဲ့တငယ်ချင်းကိုလွမ်းရင်တပ်ပြင်းတွေနဲ့ချိန်ချိန်ချပစ်တယ်ပူဆွေးတော့ကဗျာပါဒတွေကြားအာတင်းကအပေးရင်အမေပြန်လာကိုမျှော်နေပြီနို့နေတဲ့တိုင်းပြည်မှာကျုံဆက်သွင်းလို့သူတွေမောင်းထုတ်ဖို့အမေတက်ရှိပြီပါအမေစုကျမ်းပါပြီပါ